ဟုတ်လေသပင်ညက်မလား ဟုတ်ကဲ့ လကားညက်ပေးမယ်လေညက်မလား ညပဲ ညက်မလားโอเคဒါဆွဲမယ်အားတယ်မလား အော် ဘလို့ညက်ပြရမလဲ တိုက်တဲ့သားတွေတိုက်တဲ့ပုံညပဲ ကြိုက်တဲ့ပုံညက်ပြရမလား တိုက်တဲ့ပုံည သပင်တော့သိမရှိတော့တော့ ဒီတော့သက်ကြီးလေ အသက်ဘယ်လောက်ပြောရလဲ 89နှစ် မိုက်မိုက်လေးဖြစ်အောင်လုပ်ပြလိုက်အသက်89နှစ်ဟဟလား 89နှစ် တန်တန်မာမာရှိတော့မယ်နော် ရှင် ကျမ်းမရေးဘလို့ထိမ့်သိမ့်လဲ ကျမ်းပါရဲ့လားကျမ်းပါရဲ့တော့ကွာနိုင်ငံတော်အားကစားလုပ်တော့ကွာဆက်လိုက်ရတော့ဘူးရဲမတော့ဘူးကွာခုချိန်ဒီအားကစားလုပ်ထားတော့နည်းနည်းကျမ်းပါရဲ့လေးကောင်းနေတော့ ဒီနေ့ကမှကုလို့လူမျိုးရှားဝိုင်းနော်အသက်89နှစ်နဲ့ကျန်းကျန်းမာမာရှိနေဖို့ ဒါလေးတို့ရွယ်တော့အားကစားလုပ်တယ်လေ ကိုဖြတ်တန်းလာရခဲ့တဲ့ဘွားတစ်ချောင်းလုံးရှင်းနေတယ်ပေါ့ ခြေနဲ့ပါတယ်ဒါဘဝတစ်ခြားလုံးကသူ့ဟာနဲ့သူပဲသွားတာပဲကိုမခြေနဲ့လို့မရဘူးလေကောင်းခဲ့တော့ကောင်းခဲ့တယ်ဆိုးခဲ့တော့လည်းဆိုးခဲ့တယ်သူ့ဟာနဲ့သူကောင်းတဲ့လက်ဆိုးတဲ့လက်ဘဝဖန်ပြီးသွားတာပဲဘာကြီးတော့ကလောကဇက်ခုံကြီးပေါ်မှာကြာရယောဂကနေရတာပါအဲ့ဒါတည်းကော အခုအသက်89နှစ်အထိရခဲ့တဲ့အကောင်းဆုံးသင်ခန်းစာဘွားသင်ခန်းစာတစ်ခုဆိုဘာဖြစ်မလဲ ဘဝသင်ခန်းစာတော့သင်ခန်းစာရဖို့ရကိုမစင်စားနိုင်ဘူးရှင်အလုံးနဲ့အိမ်နဲ့တင်ချိန်ကုန်သွားတာပေါ့ ကိုသားသမီးဘယ်နှစ်ယောက်ရှိလဲ အာသမီး10ယောက်တော့ရှိတော့ 10ယောက် အေး အိုး shit မင်းတို့ရွယ်မြည်တွေတော့ရှိတာ အိုး10ယောက်တော့ရှိတယ်ပေါ့ အေး ဟိုဖခင်တယောက်ဖြစ်ခြင်းအခက်အခဲဆုံးကဘာဖြစ်မလဲ ဖခင်တယောက်ရဲ့အခက်အခဲဆုံးကတော့အလောက်ကင်ပေါ့ကွာအလောက်ကင်ဆင်မပြေလို့ရှိရင်မနေ့ရှာကုန်းယူပြီးရှာကျွေးရတာပေါ့အခက်အခဲဆုံးကအဲ့ဒါလောက်ခဲ့ရတာပါပဲဆင်မပြေတဲ့ခါကျတော့လည်းဆင်မပြေသလိုကုန်းယူပြီးရှိတာနဲ့ကျွေးရတာပေါ့ကွာအေးသမီးဘာနဲ့သမီးနဲ့မတွေ့တာကြာပြီဒါဘကိုကြောနေကြကလေးတွေလေ ချောသွားပြီ ကျေးဇူးပဲလူလေးတို့ အဲ့နောက်စပင်ညက်ပြီးပြီဆိုတော့ရွှေမန္တလာနဲ့လူရန်ကုန်ပြန်ဖို့အချိန်ရောက်ပါပြီမန်လေးခီးစင်အတွက်လက်မပြတ်တာကိုရွှေမန္တလာ application ကနေပဲလုပ်လိုက်တဲ့အတွက်ပေအတုတွေလည်းမကြောက်ရတော့ဘူးဂိတ်လည်းသွားစရာမလိုတော့တဲ့အပြင်ကိုထိုင်မဲ့ထိုင်ကုန်တွေလည်းစိတ်ကြိုက်ရွေးလို့ရတဲ့အတွက်ကျွန်တော်တို့ကတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့ပထမဆုံးချိန်မန္တလေးကိုရောက်တဲ့အချိန်မှာတော့စပင်ညက်ပေးခြင်းတဲ့နေရာမှာလူမရတာရဲ့အချိန်မရတာရဲ့ကြောင့်ကျွန်တော်တို့ကတော်တော်လေးကိုတော့ခက်ခဲခဲ့ပါတယ်ဒါပေမဲ့အကောင်းဆုံးကြော်ဖြတ်ခဲ့သလိုအမှတ်တရကောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာလည်းနောက်မျိုးတစ်ခုနဲ့တူပြန်လဲစုံတွဲကြမယ်လို့ပြောရင်မန်လေးမျိုးကိုနှုတ်ဆက်လိုက်ပါတယ်